မင်္ဂလာပါရှင်ခေတ်ပြပြမင်း channel ကနေပြန်လည်ကြိုဆိုပါရစေပြီးခဲ့တဲ့ဗီဒီယိုမှာရှာတီလာတဲ့အခါဖိုင်အောင်နာကိုတဘာဝတိုင်းတက်တာစေမဲ့နီးလန်းတွေကိုပြပေးခဲ့ပြီးပြီနော်ဒီနေ့မှာတော့ပြပြမင်းလေးတွေအမြဲတည်ချင်နေကြပေမဲ့တေချာမင်းများရခတ်တဲ့အကြောင်းအရာတစ်ခုကိုပြမှာဖြစ်ပါတယ်အဲ့ဒါကတော့မင်းကလေးတို့သိထားတဲ့အရေးပေါ်သားစီအကြောင်းပဲဖြစ်ပါတယ်ဒီ topic ကအရင်ရေးကြည့်တာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးချဖို့နဲ့အရေးပေါ်သားစီအကြောင်းသိချင်တဲ့တငယ်ချင်းတွေကိုလည်း share ပေးဖို့တိုက်တွန်းချင်ပါတယ်ရှင်အရင်ဦးဆုံးအနေနဲ့အရေးပေါ်သားစီဆိုတာဘာလဲဆိုတာကိုပြပေးချင်ပါတယ်အရေးပေါ်သားစီဆိုတာနာမည်အတိုင်းပါပဲမမျော်လင့်မဲ့ကိုဝင်ရနိုင်တဲ့အခြေအနေမျိုးကြုံလာတဲ့အခါမှာသုံးဖို့ရည်ရွယ်တဲ့ဆေးဖြစ်ပါတယ်ဥပမာလိန်ဆက်ဆံပြီးသွားတဲ့အခါကွန်တုံးပြတ်သွားတာမျိုးဒါမှမဟုတ်တခြားပုံမှန်သားဆေးတွေမတောက်ဖြစ်လိုက်တာမျိုးစတဲ့အရေးပေါ်အခြေအနေတွေမှာသုံးရတာပါဒါပေမဲ့ဒါဟာပုံမှန်နေ့စဉ်တောက်ရမယ်သားဆေးမဟုတ်ပါဘူးနော်ဒုတိယအချက်အနေနဲ့အရေးပေါ်သားဆေးဘယ်လိုအလုပ်လုပ်လဲဆိုတာကိုဆက်ပြီးပြပေးချင်ပါတယ်အရေးပေါ်သားဆေးကသားဥကျွေးတာကိုရပ်တန့်ပေးတာဒါမှမဟုတ်နှောင့်နှေးစေခြင်းအပြင်ကိုဝင်မရအောင်ကာကွယ်ပေးရပါဆေးကိုမြန်မြန်တောက်နိုင်လေထိရောက်မှုပိုများလေဖြစ်ပါတယ်အချို့ဆေးတွေကနာရီနေနဲ့ဆိုရင်120နာရီရက်ပေါင်းနေနဲ့ဆိုရင်9ရက်အထိအာနိသင်ရှိတတ်ပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့မျှဆေးရထိရောက်မှုကရော့ကျသွားပါတယ်ရှင်ဘယ်အချိန်မှာတောက်တဲ့လဲဘယ်အချိန်မှာမတောက်တဲ့ဘူးလဲတောက်တဲ့အချိန်တွေကတော့မမျော်လင့်မဲ့အကာအကွယ်မဲ့လိန်ဆက်ဆံပြီးရဲ့အခါကွန်တုံးပေါက်ပြဲခြင်းဒါမှမဟုတ်ချော်ထွက်ခြင်းတွေဖြစ်သွားတဲ့အခါပုံမှန်တောက်နေတဲ့ကိုဝင်သားစင်မိသွားတာဒါမှမဟုတ်နောက်ကျသွားတဲ့အခါမတောက်တဲ့အချိန်ကတော့ပုံမှန်ကိုဝင်သားစင်အဖြစ်နေ့စဉ်တောက်ဖို့မသင့်တော်ပါဘူးဒါဟာလင်္ကာသဆင့်ကူးဆက်တတ်တဲ့ယောဂတွေကိုကာကွယ်ပေးရမှာမဟုတ်ပါဘူးဒါကြောင့်အရေးပေါ်သားစိတ်ကိုလိုအပ်မှသာတောက်သုံးသင့်ပြီးပုံမှန်ကာကွယ်ဆေးဖြစ်သုံးဖို့လုံးဝမသင့်တော်ပါဘူးရှင်နောက်ဆုံးအနေနဲ့အရေးပေါ်သားစိတ်ရဲ့ဘေးထွက်ဆိုးကျိုးတွေကိုပြပေးချင်ပါတယ်ဘေးထွက်ဆိုးကျိုးအနေနဲ့ခေါင်းကိုက်တာပြုတ်အန်တာရင်သားနာတာရာသီသွေးမမှန်တာမျိုးတွေဖြစ်နိုင်ပါတယ်တချို့ဆိုရင်အရေးပေါ်သားစိတ်တောက်ပြီးရာသီလာရမယ့်အချိန်ထက်စောပြီးလာတာမျိုးနောက်ကျပြီးလာတာမျိုးသွေးစင်းတာနဲတာမျိုးများတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒါတွေကအများအားဖြင့်ရက်အနှဲငယ်အတွင်းပြန်ကောင်းသွားတတ်ပါတယ်ဒါပေမဲ့သွေးစင်းတာအရမ်းများနေတာဒါမှမဟုတ်ဗိုက်အရမ်းအောင့်နေတာမျိုးဆိုရင်တော့ဆရာဝန်နဲ့ပြသင့်ပါတယ်ရှင်အခုဆိုရင်အရေးပေါ်သားဆေးချောင်းကိုပြမီတို့တေချာနားလည်သွားပြီလို့ထင်ပါတယ်နော်ဒါဟာအရေးပေါ်အခြေအနေတွက်တာဖြစ်ပြီးပုံမှန်သုံးဖို့မသင့်တော်ဘူးဆိုတာကိုတော့အမြဲမှတ်ထားပေးပါနော်ဒီဗီဒီယိုလေးကပြမီတို့အတွက်အသုံးဝင်မယ်လို့ယုံကြည်ပါတယ်တကယ်လို့ကြိုက်နေတဲ့ရင် like လုပ်ပြီးအရေးပေါ်သားစေးအကြောင်းကိုတေချာသိချင်နေတဲ့တငယ်ချင်းတွေကိုလည်း share လုပ်ပေးဖို့တိုက်တွန်းချင်ပါတယ်နောက်လာမယ့်အပိုင်းမှာတော့ပြိုဖော်ဝင်စားမှာလှပချမ်းမာပြီးညံကောင်းစေဖို့အတွက်ဘာတွေစားကြမလဲဆိုတဲ့အကြောင်းကိုအသေးစိတ်ဆွေးနွေးပေးသွားမှာမို့လို့ခေတ်ပြမင်း channel လေးကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်နော်ဒါမှနောက်ထပ်ဗီဒီယိုအသစ်တွေတင်တာနဲ့တပြိုင်နက်သိရမှာပါသိချင်တာလေးတွေရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်ရှင်အားလုံးပဲကျန်းမာတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ